တက်စီမလို့အပင်းစရာမလို့တဲ့ဆိုင်ကယ်ဆိုင်ကယ်လောကအတွက်ဂိမ်းချင်းကြတစ်ခုဖြစ်လာမယ်ဆိုင်ကယ် engine power train ကမြေနေကျဓာတ်ဆီ engine ဘိန်း EV ဘိန်းတွေနဲ့လုံးဝမတူတဲ့ဆိုင်ကယ်ဒီဆိုင်ကယ်ကဂျပန်ဆိုင်ကယ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Kawasaki ကဖန်တီးထားတဲ့ Ninja H2 5FC ဆိုင်ကယ်ဟိုက်ဒရိုဂျင်လောင်စာဆဲနည်းပညာနဲ့လျှက်စစ်မော်တာပေါင်းစပ်ထားပြီးဟိုက်ဒရိုဂျင်ကနေလျှက်စစ်ထုတ်မော်တာနဲ့မောင်းနေတာဖြစ်လို့နေတို့ညဉ့်ညံ့မှုလုံးဝမရှိတဲ့ဆိုင်ကယ်မြင့်ဆောင်ရည်134ကောင်အားအထိထုတ်နိုင်ပြီး3မိုင်ကနေ60မိုင်ကိုစက္ကန့်30အတွင်းအရှိန်တင်နိုင်တဲ့အပြင်တနာရီမိုင်100နှုန်းအထိကသွားနိုင်တဲ့ဆိုင်ကယ်ဟိုက်ဒရိုဂျင်တစ်ခါဖြည့်တာရင်93မိုင်ကျော်မောင်းနိုင်တဲ့အပြင် engine power ကြီးတဲ့ super bike တစ်စီးအတွက်တော့ဒါကစီစားနှုန်းသက်သာတယ်လို့ပြောလို့ရပါတယ်သူ့ရဲ့ hybrid စနစ်မှာ regenerative braking system ပါလာတာမို့ kinetic energy ကိုဖန်ပြီးအရှိန်လျှော့လိုက်တိုင်းမှာဘက်ထရီကိုအားပြန်သွင်းနေဦးမှာပါ Ninja H2 5FC ရဲ့ထူးခြားချက်ကကိုလေးချိန်ပေါင်900အောက်ပဲရှိပြီးနောက်ပိုင်းမှာလည်းအာယုံခံစင်ဆာတွေပါလာတာမို့လမ်းကြောင်းပေါ်လိုက်ပြီး brake ထိန်းရပို့ဖို့လွယ်ကူစေပါတယ်ဒါအပြင်ဆိုင်ကယ်ရဲ့ real time data တွေကိုလည်းရောင်းဆုံး TFT display မှာကြည့်လို့ရနေပါတယ်အခုလက်ရှိကစမ်းသပ် model နေတယ်ပဲရှိသေးတာမို့ဒီလောက်လမ်းနဲ့ဆိုင်ကယ်ကိုဈေးကွက်ထဲမှာမြင်ရဖို့အတော်ဆောင်းရအောင်ပဲထင်ပါတယ်နောက်ပိုင်းမှာ hydrogen လွယ်တကူဖြည့်လို့ရတဲ့ဆိုင်တွေပေါ်များလာမယ်ဆိုရင်တော့ဓာတ်ဆီမလိုတဲ့ Kawasaki ဆိုင်ကယ်တွေကိုဈေးကွက်ထဲမှာစပြီးမြင်ရဖို့ရှိပါတယ်ဒီလောက်ပါပဲ